ကဲညီမလေးဒီမှာအဆက်လေးတွေကိုပေါ့နော်ဟိုဟာတစ်ဆက်အဆက်အကုန်ဆွဲမှာပေါ့နော်မြင်းလည်းမဖြတ်ပဲနဲ့ဆွဲကြည့်ကြည့်နော်တန်ထပ်ဆွဲမှာစဉ်းစားပြီးဆွဲအဲ့လိုမရဘူးလေအဲ့လိုမရအဲ့လိုလည်းမရဘူးမားတယ်စဉ်းစားသေးချာစဉ်းစားပြီးတော့ဆွဲရင်းထပ်မဖြတ်ရအောင်နော်ဒီလိုစီရပြရတော့အဲ့ဒါဆိုမရတော့အဲ့ဒါလည်းမားတယ်မားတယ်နော်ကဲနောက်ဆုံးဆွဲကြည့်မြန်ကြီးလေးဆွဲရမယ်ဆွဲကြည့်အောက်ကလည်းသွားလို့ရပေါ်ကလည်းသွားလို့ရကြိုက်သလိုသွားအဆက်တွေအကုန်လုံးဆွဲပြီးသားဖြစ်ရမယ်တစ်စက်ကြံတယ်မြဲတာမားသွားပြီကဲဟိုပေါ့ဒီဆွဲကြည့်ကျွေးဆွဲကြည့်လူခဏကုန်မပါတယ်ဆွဲကြည့်ဒီလိုအဲ့ဒါမှန်သွားပြီအဲ့ဒါပဲ